ဗုဒ္ဓဆိုတဲ့လူတစ်ယောက်ရှာဖွေတွေ့ရှိခဲ့တဲ့စိတ်ဓာတ်ရေးရာသိပ္ပံနည်းကျအဖြေများဟာယနေ့ digital ခေတ်အထိပါအလုပ်ဖြစ်နေလာကိုသင်သတိထားမိပါသလားလူအများစုကဗုဒ္ဓချမှတ်ထားတဲ့လမ်းစဉ်တွေအကြောင်းပြောလိုက်ရင်အယမ်းကောင်းမွန်တယ်ဆိုတာသိပေမဲ့လက်တွေ့မှာကျင့်သုံးဖို့ခက်ခဲတယ်အယမ်းနဲ့နဲတယ်ဆိုပြီးထင်တတ်ကြပါတယ်လူတိုင်းကဆင်းရဲဒုက္ခဆိုတာကိုတော့သိကြတယ်ဒါပေမဲ့အဲ့ဒီဒုက္ခကနေလွတ်အောင်ဘလို့လမ်းကြောင်းနဲ့ထွက်ရမလဲဆိုတာကိုတော့တတိမထားမိကြပါဘူးဒီလမ်းကြောင်းကိုပဲမက္ကတစ္ဆာလို့ခေါ်တာပါဒါဟာစိတ်ညစ်စရာတွေပူလောင်မှုတွေထဲကနေထွက်ပေါက်ရှာနေတဲ့သူတွေအတွက်ထွက်ပေါက်မြည်ကုန်တစ်ခုပါပဲမက္ကတစ္ဆာ the truth of the path ကိုလက်တွေ့ဘဝမှာဘလို့ကျင့်သုံးမလဲထင်တယ်လို့မခက်ခဲပါဘူးအရန်ကြီးကြင်ကြံအားထုတ်မိဖို့လည်းမလိုအပ်ပါဘူးအရန်ကိုမှရိုးရှင်းပါပဲနံပါတ်1 right view တခုခုကိုဝေတော့မယ်စားတော့မယ်ဆိုရင်ငါအတွက်တကယ်လိုအပ်တာလား need ဒါမှမဟုတ်ခဏတာတားရခြင်းတာလား want ဆိုတာကိုအရင်ဆုံးခွဲခြားပါအဲ့ဒီလိုခွဲခြားနိုင်တာဟာမက္ကတစ္ဆာရဲ့ပထမဆုံးခြေလှမ်းပါပဲနံပါတ်2ရောင်ကျဲခြင်း contentment မိမိမှာရှိပြီးသားအရာတွေရဲ့တန်ဖိုးကိုရှာဖွေတတ်တဲ့ရောင်ကျဲခြင်းကိုကျင့်ယူပါဒါဟာအဆုံးမရှိတဲ့လူချင်းတတ်မှတ်မှုတွေကြားမှာကိုယ်စိတ်ကိုအေးချမ်းအောင်လန်းခင်းလိုက်တာပါနံပါတ်3တတိနဲ့ထိန်းချောင်းခြင်း right mindfulness ကိုယ့်ရဲ့အပြောအလုပ်အတွေးတိုင်းမှာဒါဟာငါ့ကိုဒုက္ခဖြစ်စေမှာလားငြိမ်းချမ်းစေမှာလားဆိုတာကိုတတိကပ်နေတာဟာမက္ကတစ္ဆာလမ်းပေါ်မှာရှောက်နေတာပဲဖြစ်ပါတယ်မက္ကတစ္ဆာဆိုတာနိဗ္ဗာန်ရောက်မှအေးချမ်းမှာမဟုတ်ဘဲရှောက်နေတဲ့လမ်းကြောင်းပေါ်မှာတင်စိတ်ကိုလွတ်လပ်စေတာပါအပြင်ပန်းတာယာမှုတွေနောက်ကိုမောပန်းအောင်လိုက်မမယ်အစားမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာအေးအေးဆေးဆေးရှောင်လန်းမှုဗုဒ္ဓကလမ်းညွှန်ခဲ့တာပါလမ်းမဆုံးခင်မှာလမ်းမှန်ဖို့လိုပါတယ်ယနေ့အသင်ရဲ့ဆုံးထဲချက်တိုင်းမှာ need နဲ့ want ကိုခွဲခြားမယ်ကိုပိုင်ဆိုင်တဲ့အရာကိုယ်မှာရှိနေတဲ့အရာတွေကိုတန်ဖိုးထားပြီးရောင်ကျဲခြင်း contentment နဲ့အတူတတိအတိ right mindfulness နဲ့အတူမက္ကတစ္ဆာလမ်းဖို့ကိုစတင်လျှောက်လန်းကြည့်ပါသင်ရောဒီလမ်းစဉ်အတိုင်းကျင့်ကြံဖို့အစဉ်သင့်စီပြီလား